Scarlet Mekong ငှက်သည်တစ်ပင်မြင့်ပေါ်တွင်အုပ်စုလိုက်နေတတ်ပြီးတစ်ပင်ဖျားများမြင့်နာရေဟာယနီဒေတာများကိုအထူးကြိုက်နှစ်သက်ပါတယ်။ Scarlet Mekong များ၏အထူးအစားအစာမှာတစ်သီးများအဆီအပင်များတစ်ပင်အခွန်များကိုစားရှိပြီးတခါတလေတစ်ပင်အခွန်ထဲရှိတရိษံတေးသေးလေးများကိုလည်းစားတတ်ပါတယ်။အထူးသဖြင့်တစ်သီးအခွန်တွင်အစိပ်ပါလျင်ပင်တစ်ခဲစားခြင်းဖြင့်အစိပ်ဖယ်ရှားတတ်တဲ့ဉာဏ်ရှိသူများဖြစ်ပါတယ်။အထီးအမတတွဲတဲဖြစ်ပြီးတသက်တစ်ခါအတူညီတတ်ပါတယ်။ဥများကိုတစ်ပင်တွင်ချထားပြီးတကြိမ်ဥဝတ်သူအခါနှလုံးမှလေးလုံးအထိဥတတ်ပါတယ်။ဥဝတ်ချိန်မှာ24နာရီပတ်လုံးအမကဥဝတ်ရပြီး24ရက်မှ26ရက်ခန့်အတွင်းသားပေါက်တတ်ပါတယ်။သားပေါက်လေးများကိုမျက်စိမမြင်ပေမဲ့မိခင်နဲ့ဖခင်နှစ်ယောက်စလုံးညှက်ကြွေးက3လခန့်အထိပြုစုကြပါတယ်။ Scarlet Mekong များသည်တဘာဝတော်တွင်40နှစ်မှ50နှစ်အထိအသက်ရှည်တတ်ပြီးအိမ်မွေးအထက်မွေးမြူပါက80နှစ်အထိအသက်ရှည်တတ်ကြပါတယ်။ကဲအခုတင်ဆက်ပေးလိုက်တာကတော့ Scarlet Mekong ငှက်မျိုးစိတ်လေးအကြောင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။